ပတ်တန်တွေကိုပိုင်းဖြတ်ပါမယ်ရင်ကြားဆက်ဖြတ်ဆက်မြင်းကိုသုံးပြီးတော့ဖြတ်လိုက်မယ်ဒီမှာအမှန်ချက်လေးချစ်ထားတဲ့မြင်းလေးကိုသုံးပြီးတော့ဖြတ်မယ်ဒီရှေ့အလဲမြင်းနေရာကနေခောက်ချိုးလိုက်မယ်ဒီတောင်မြင်းတွေကိုဒီဘက်ကိုအရှည်ဆက်ဆွဲမယ်မြင်းတစ်မြင်းကိုညှက်ပြီးတော့ဒီဘက်ကမြင်းပေါ်ကိုထပ်ပြီးတော့တိတ်နဲ့ကတ်လိုက်မယ်ရင်ကြားပြက်ဆက်အပိုင်းလေးကိုချဲကနှစ်ချမ်းပုံစံမျိုးအပြည့်ပုံစံမျိုးရသွားအောင်ဒီမှာတစ်ခါတည်းညှက်တဲ့နီးလန်းကိုသုံးလိုက်တယ်ဒီပတ်တန်ပိုင်းကိုသုံးပြီးတော့ပိတ်ညှက်ရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပိတ်ဆက်ကိုခောက်ချောင်းသုံးစရာမလိုတော့ဘူး F1 ကိုပိုင်းဖြတ်ပါမယ်ဒီနားလေးမှာစားထုတ်တဲ့အခါမှာပြည့်ပြည့်တဲ့အဝိုက်ပုံစံမျိုးလေးဖြစ်အောင်ပဲစားထုတ်လိုက်ပါရေရောက်မှတ်တွေကိုထိထားပြီးရင်ဒီနေရာတောက်လျှောက်ကိုတိုင်းမယ်ဒီဘက်ကရင်ထိတ်မှတ်ကိုဒီဘက်မှာလည်းကူးယူလိုက်မယ်ဒီရင်ထိတ်မှတ်တွေကိုသုံးပြီးတော့ဒီအပေါ်တောက်လျှောက်ကိုတိုင်းတဲ့အခါဒီမှာရလက်က F1 ကနည်းနည်းလေးတိုးနေတာမျိုးကိုတွေ့ရလိမ့်မယ်ဒီနေရာကသူကတိုးနေတယ်ဒီဘက်တက်စားလို့ရှိရင်ဒါပေမဲ့နှစ်ခုကိုတွဲချုပ်တဲ့အခါမှာဒီဘက်ကအစီအဆောင်သားဖြစ်ပြီးတော့ရှည်ထွက်လာပြီးတော့သူနဲ့တွဲတဲ့အခါမှာအဆင်ပြေပါတယ်ဒါကြောင့်ဒီနေရာကိုပြန်ဆက်တာမျိုးထပ်ဖြည့်တာမျိုးမလုပ်ဘဲနဲ့သုံးလိုက်ပါမယ်ချဲဒီမှာတော့လက်သင်္ကန်းစာကိုထည့်ပြီးတော့မပြောတော့ဘူးကိုကြိုက်တာနဲ့တွဲသုံးလိုက်ပါ body frame ကောင်းကောင်းလေးကိုကရှိထားမယ်ဆိုလို့ရှိရင် AG design မှာလိုအပ်တဲ့ကြောက်လေးတွေကိုလိုအပ်တဲ့လိုမျိုးလေးထည့်ပြီးတော့သုံးပေးလိုက်လို့ရှိရင်ပို့ပြီးတော့ကတ်ချက်တဲ့ရလက်ကိုရပါလိမ့်မယ်အခုဒီချဲကအပြင်ရက်တူတန်းတွေကိုလက်ခံပြီးတော့သင်ပေးနေပါပြီရက်တူအမြန်သင်တန်းမှာထိရောက်တဲ့နီလန်းကိုသုံးပြီးတော့နီလန်းကောင်းတွေကိုအမြန်ချဲသင်ပေးနေပါပြီနီးပြောင်းခြင်းတဲ့သူတွေကချက်ရဲ့အမြန်သင်တန်းကိုလာတက်လို့ရပါတယ်အဆင့်မြင့်အခြေခံတက်ရဲ့သင်တန်းချေကိုချက်9သိန်းသတ်မှတ်ပေးထားတယ် project moment အတန်းကိုတော့သင်တန်းချေ9သိန်းချေသတ်မှတ်ပေးထားပါတယ် promotion သင်တန်းချေအနေနဲ့ချက်သူတို့ကိုဈေးလျှော့ပေးထားတာပါသင်တန်းချေကပုံတင်အများအားမရှိဘူးနည်းနည်းစီချဲကထပ်ထပ်ပြီးတက်သွားတာမျိုးလောက်တာပေါ့နော်ဒီသင်တန်းချေကိုလိုချင်တယ်ဆိုလို့ရှိရင်မြန်မြန်လေးလာတက်ထားဖို့တော့လိုပါတယ်